ဒီနေ့မှာတော့အမေရိကမှာရှိတဲ့ဓာတ်ဆီဆိုင်အသေးတဆိုင်စာလောက်ကိုတစ်ခါလဲနဲ့ကုန်အောင်စီဖြည့်နိုင်တဲ့ကမ္ဘာအကြီးဆုံးတပ်တုတွင်းသုံးမြေသေးကားကြီး Caterpillar 797F အကြောင်းကိုပြောပြပါမယ်ဒီကောင်ကြီးကကားလို့သာပြောတယ်တကယ်ဘလူးကြီးတိုင်းပါပဲတက်ဆင်ထားတဲ့ cylinder 20ပါတဲ့ဒီဇယ်အင်ဂျင်ကအင်ဂျင်ပမာဏ106လီတာတောင်ရှိပါတယ်မြင်းကောင်ကြီးအားနဲ့ပြောရင်4000နီးပါးရှိပါတယ်ပစ္စည်းတွေအပြည့်တင်ထားတဲ့အချိန်မှာဆိုရင်ဒီကားကြီးရဲ့အလေးချိန်ကပေါင်1.3တန်း9,900 ကီလိုဂရမ်ကျော်တောင်ရှိပါတယ်မြင်သာအောင်ပြောရရင်အိမ်တစ်လုံးကိုတင်ပြီးတော့တပ်တုတွင်းကနေတောင်ကုန်းပေါ်ကိုမောင်းတက်နေသလိုပါပဲမြေတွေကြောက်တွေတွန်တဲ့အခါမှာလည်းရိုးရိုးဒံပါကားတွေလိုရိုးရိုးတွန်ချလိုက်တာမဟုတ်ပဲနဲ့သူ့မှာပါတဲ့ AR မှာ hydraulic cylinder တိုင်ကြီးနှစ်ခုကနေ25စက္ကန့်အတွင်းမြှောက်တင်ပေးနိုင်တာပဲဖြစ်ပါတယ်ဘိန်းတစ်လုံးလေးကိုလဲမှုအတွက်ကုန်ကြမဲ့စရိတ်ကတာမန်အိမ်စီးကားအသစ်တစ်စီးကိုဝယ်လို့ရတဲ့အထီတောင်ရှိပါတယ်ဘိန်းတစ်လုံးရဲ့အမြင့်က73ပေကျော်ပြီးအလေးချိန်ကတန်နဲ့ချီပြီးလေးပါတယ်လူတစ်ယောက်ဘေးမှာသွားရက်လိုက်ရင်ဘိန်းရဲ့တစ်ဝက်လောက်ပဲရှိမှာပါဒီ Caterpillar 797FG ကပုံသဏ္ဍာန်အားဖြင့် truck ကားနဲ့တူပေမဲ့တကယ်တမ်းကျတော့ရွေရှားနေတဲ့စက်ရုံကြီးတစ်ခုနဲ့တော့ပို့ပြီးတော့ဆင်တူပါတယ်သူရဲ့ engine hydraulic စနစ်ကနေဘိန်းတွေအစုံအရာအားလုံးဟာတပ်တုတွင်းမှာအစွမ်းကုန်အသုံးပြုဖို့အတွက်တည်တံ့ဖန်တီးထားခြင်းပဲဖြစ်ပါတယ်